もし起こりナンバー7。〇〇号室の石井さん。今日の午後2時にご家族の面会予定があります。ご本人にもお伝えしていますが、準備の際にお声かけをお願いしますって。はい。〇〇အခန်းက石井さんနဲ့石井さんပါနော်ဒီနေ့ညနေနေ့လယ်2နာရီမှာမိသားစုကမန်ကိုက်ဆိုတာကတွေ့ဆုံတာသတင်းမေးတာနော်မန်ကိုက်အစီအစဉ်ရှိပါတယ်မန်ကိုက်ဆိုတဲ့စကားလုံးညီမတို့လည်းကြားဘူးမှာပါဂေါ်ဟွန်နီနီမို့ဒီလိုမျိုးလာတွေ့မယ်ဆိုတဲ့အကြောင်းကိုကာယကံရှင်ဖြစ်တဲ့အီရှိအီဆန်ကိုလည်းအိုစတာယေစတေအီမတ်ငါပြောပြပြီးဖြစ်ပေမဲ့ဂျွန်ဘီနော်စာရီနီတော့မိသားစုက2နာရီမှလာမယ်ဆိုရင်မလာခင်9မိနစ်ဒီ14 5မိနစ်လို့ပေါ့နိုင်ဝက်ဆိုလဲနိုင်ဝက်ပေါ့နော်ပြင်ဆင်ပေးထားရတာမျိုးရှိတယ်လေနော်အဲ့တော့ပြင်ဆင်ပေးရတဲ့အခါမှာစာရီနီနဲ့သုံးတာရနော်နောက်တော့စာရီဆိုတာကထိုခိတဲ့တူတူပဲထိုခိဆိုတာတဲ့အခါတဲ့ချင်းဆိုပြီးတော့ N3 ပေါ့နော် N3 grammar ပေါ့ဂျွန်ဘီနော်စာရီနီပြင်ဆင်ပေးတဲ့အခါမှာအိုခွေးခခဲကိုထပ်ပြီးတော့ဒီလိုမျိုးရှိပါတယ်ဆိုတာကိုပေါ့နော်အိုနေကိုင်ရှိမတ်လုပ်ပေးပါကူညီပေးပါပေါ့နော်ဟဲ့